Hello အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့စုံကြီးအတွက်အဖြူလေးချုပ်ပြသွားမှာဖြစ်ပါရှင်ဒါလေးကတော့ဖင်စာလေးပါပတ်တန်လေးတွေပါရှင်ကျမကပေါ့နော်အရင်ရက်တွေဆိုလို့ရှိရင်ကျောင်းပိတ်တာနဲ့အင်ကြီးမြတ်စားချုပ်ပြတယ်ဒါပေမဲ့လည်းမတင်ဖြစ်ဘူးပေါ့နော်ထားဆက်လိုက်ပါတယ်ဒီနေ့ကတော့ဘာစိတ်ကူးပေါက်သွားလဲမသိဘူးကျမလည်းဘလော့လေးတင်ချင်တာနဲ့ဆိုပြီးတော့တင်ပြလိုက်တာပါတေချာလေးအသေးစိတ်ကိုတော့ရိုက်ပြထားဖို့ပေါ့နော်ကြည့်ရတဲ့လူတွေမျက်စိရှုပ်သွားမှဆိုလို့ပါပခုံးလေးတွဲပြီးတော့ဘေးသားလေးတွေကိုတွဲပြီးသွားပါပြီဒါတော့ပန်းကြည်တန်အတွက်ပါမှန်တော့လေရိုးကြည်တန်မဖြစ်ဘူးပန်းကြည်တန်လေးလုံးမလို့ပဲဖြင်းစားမလောက်တာနဲ့ရိုးကြည်တန်လေးပဲဖြစ်သွားတယ်အမတင်လက်ကိုအဆူတာ၄-၅ ခေါက်မကတော့ပါဘူး၅ ခုပလဲလုံးလေးပါကျမနေရာချချီရပေါ့နော်အဆင်ပြေတာနဲ့ကော်လေးနဲ့ကပ်ပြီးတွဲကြည့်ပါရယ်โอเคဒါဆိုတော့ကျမတွဲပြီးသွားပါပြီဝစ်ကြည့်ပါမယ်ဒါကတော့ဝစ်ကြည့်တဲ့အနေထားလေးပါကျမချုပ်တဲ့အင်ကြီးရများတဲ့အခါကျတော့ဒီအင်ကြီးအတွက်ကတော့ရေမခုံပေါ့နော်လို့ဖြစ်အဆင်ပြေပါရယ်နောက်ဘလော်လေးမှပြန်ဆောင်ကြအောင်တတာ